Hello မင်္ဂလာပါခင်ဗျာဒီနေ့ဆရာတို့လေ့လာမယ်အကြောင်းအရာကြတော့ present continuous ဖြစ်ပါတယ် so present continuous ဆိုတော့ဒါအရင်အသုံးများတဲ့ဒီ tenses တစ်ခုဖြစ်ပါတယ်နော် okay ဆိုတော့ present continuous ရဲ့ form ကကြတော့ဗာလဲဆိုရှင်ဆရာတို့ကဒီverb to be ဖြစ်တဲ့ am is are ပေါ့နော် ms plus ing form ဖြစ်ပါတယ် ing ပေါ့နော် ing form ဒါ present continuous tense ရဲ့ form ဖြစ်ပါတယ်အဲ့တော့ present continuous tense ကိုဆရာတို့ဘယ်ချိန်မှာသုံးလဲဆိုရှင်အခုလက်တလောဖြစ်နေတဲ့အကြောင်းအရာတွေအခုဆရာတို့စာသင်နေတယ်ပေါ့နော်စာသင်နေတယ်အခုစာသင်နေတယ်ဆိုရင်ဒါအခုဖြစ်နေတဲ့အကြောင်းအရာပေါ့ဒါဆိုရင် present continuous tense ကိုသုံးပြီးတော့ဆရာပြောတာဖြစ်ပါတယ် okay ကဲဆိုတော့ present continuous tense ရဲ့ form ကကျတော့ ms plus ဒီမှာ ing form လို့ရှိပါတယ်နော် okay အဲ့တော့ I ကကျတော့ရှေ့မှာသင်ခဲ့ပြီးသားပဲတည်ပြီးသွားပြီပေါ့နော် I am ပေါ့နော် I am ကျတော့ he ဆိုရင် he is နော် she is it is ဒါ subject singular နောက်တစ်ခု subject plural ဆိုတော့ we are you are they are အားနဲ့တွဲပြရတယ်ဟုတ်ပြီနော် example sentence ကြည့်မယ် I'm working or I'm not working အဲ့တော့verb to be မှာ negative form ပြောင်းမယ်ဆိုလို့ရှိရင်ဘောနော်ဆရာ not ထည့်လိုက်ရတယ်ဒီတိုင်းပဲဆရာတို့က present continuous ကို negative form ပြောင်းမယ်ဆိုရင် I'm not no he's not we are not အဲ့လိုမျိုး not လို့ထည့်ပြရဖြစ်ပါတယ်နော် I'm working or I'm working TV I'm watching TV ဒီလိုမျိုးတွေပေါ့နော်ဆိုတော့နောက်ကြတော့ဒီမှာ Maria is reading a newspaper ms ing form ပြီနော်နောက်ကြ she isn't eating isn't plus ing form eating နော်နောက်ကြတော့ the bus is coming ms plus ing နောက်တစ်ခါကျတော့ we are having dinner plus ing we're having dinner အခု dinner စားနေတယ်ပေါ့နော် you're not listening to me မင်းငါ့ကိုနားမထောင်နေပေါ့နော် you're not listening the children are doing their homework ms plus r plus ing form ဖြစ်ပါတယ် the children are doing their homework ကလေးတွေသူတို့အိမ်စာတွေကိုလုပ်နေကြတယ်အဲ့တော့ present continuous tense ဆိုရင် ms plus ing ဖြစ်ပါတယ် okay ကဲဒါဆိုရင်တော့ဆရာတို့ကဒီ timeline လေးတစ်ခုကြည့်ကြည့်အောင်နော်timeline ကကျတော့ဒီမှာ noun နဲ့အခုဖြစ်နေတဲ့အကြောင်း past နော်နဲ့ future ပေါ့ okay အဲ့တော့ဆရာတို့ကအခုဖြစ်နေတဲ့အကြောင်းအရာဆိုတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့အခု noun ဆိုတာမျိုးဆရာရွေးရတာဖြစ်ပါတယ်နော်ဒီမှာဖြစ်နေတဲ့အကြောင်းအရာကိုပြောရတာပေါ့ please be quiet တိတ်တိတ်နေပါတဲ့ I'm working အလုပ်လုပ်နေတယ်ပေါ့နော် noun နောက်တစ်ခုကျတော့ look there's Sarah she's wearing a brown coat သူကညိုရောင်ခုံအင်ကြီးဝတ်ဆင်နေတယ်ဖြစ်ပါတယ်တဲ့အဲ့တော့အခုဖြစ်နေတာအကြောင်းအရာပေါ့နော်ပြောချင်တာကျတော့ she is wearing it now အခုလက်ရှိသူဒါဝတ်နေတာပေါ့နော်နောက်တစ်ခါကျ the weather is nice it's not raining or not raining မိုးမရွာဘူး where the children they are playing in the park or ms ဘလောက်ပဖင်ကြီး are playingနောက်တစ်ခါကျ we're having dinner now can I call you later we are having dinner ms ဘလောက်ပဖင်ကြီး are having now you can turn off the TV I'm not watching it I'm not watching နော် okay အဲ့တော့ဆရာတို့ကအခု present continuous tense ကိုပြောတဲ့အခါမှာဒီသုံးတဲ့အခါမှာအခုလက်ရှိဖြစ်နေတဲ့အကြောင်းအရာတစ်ခုတည်းကိုဆရာဖော်ပြခြင်းတဲ့အခါပြောခြင်းတဲ့အခါမှာ present continuous tense ကိုသုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ spelling ကိုနည်းနည်းကြည့်ကြည့်အောင်ပေါ့နော် spelling ကကြတော့ဆရာ ing form ပြောင်းတဲ့အခါမှာဒီ base form ကပေါ့နော်ဒီသူရဲ့ root word ကို e နဲ့ဆိုရင်ဆရာ e ကိုဖြုတ်ပြီး ing ပေါင်းပြရဖြစ်ပါတယ် coming နော်ဒီမှာသူတို့ te e ကိုဖြုတ် ing ပေါင်းပြရမယ်ဒီမှာ change your writing dance ဆိုရင် dancing ပေါ့နော် e ကိုဖြုတ် ing ပေါင်းနောက်တစ်ခုကျတော့ဆရာ are you in ဆိုရင် are you in ing running အဲ့တော့နောက်ဆုံးစလုံးကကျတော့ in ဆိုတာကျတော့ဆရာ consonant ပေါ့နော် you ကကျတော့ a e i o u ဆိုတဲ့ vowel ဖြစ်ပါတယ်အဲ့တော့ consonant ရဲ့အရှိမ vowel ရှိမယ်ဆိုရင်ဆရာတို့ကနောက်ဆုံး consonant ကို double လုပ်ပေးရတယ်နှစ်ခါရေးပြီးတော့ ing ပေါင်းပေးရတယ်နော် are you in ing running sint ဆက်ဆိုရင် sint ing setting swim ဆိုရင် swim swimming okay နော်နောက်တစ်ခါကျတော့ဒါကလည်းထူးခြားမှုရှိပါတယ် line line ပေါ့နော် line line ဆို i သူက e နဲ့ဆုံးတယ်အဲ့ခါကျတော့ဆရာတို့ကမပြောင်းပြရလဲဆိုတော့ y နဲ့ပြောင်းပြရတယ်အဲ့တော့ i နဲ့ဆိုရင် y ပြောင်းပြရတာပေါ့နော်ဒီ line line ဆိုရင် dy ling line နောက်တစ်ခုကကျသူနဲ့နည်းနည်းဆင်တယ် din တိုင်းပေါ့နော် din တိုင်းကိုဆရာပြောင်းမယ်ဆိုရင် dy တိုင်းပေါ့အဲ့လို i ဆိုရင်y ပြောင်း ing ပေါင်းပြရမျိုးရှိတယ်
နော်ဒါလေးရဲ့တခြားလေးမှတ်ထားဖို့လိုပါတယ်ဒါဒီ buff 1ကနေဆရာတို့ ing ကိုပြောင်းတဲ့ပုံစံလေးဖြစ်ပါတယ်နော်ဒါဆိုရင်တော့နားလည်တော့ပြီထင်ပါတယ်နော်ပြန်ပြီး recap လုပ်မယ်ဆိုလို့ရှိရင်ဆရာတို့ကဒီ present continuous ဆိုတာဒီအခုလက်ရှိဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုဖော်ပြခြင်းတဲ့အခါမှာသုံးပြီးတော့မှသူ့ရဲ့ form မှာကျတော့ဆရာ m is r plus ing ဖြစ်ပါတယ်နော် ing form ဒါကသူ့ရဲ့ဒီ present continuous တင်ရဲ့ form ဖြစ်ပါတယ် okay ကဲအဲ့တော့ picture လေးကိုကြည့်ပြီးတော့မှဆရာတို့ကဒီ present continuous form လေးကိုပြောင်းပေးပါမယ်Okay အခုလောကမှာကြရပါလဲဆိုရင်ဒီမှာ picture လေးတွေ1 to 6ပါတယ်ပေါ့နော်သူတို့ဘာတွေလုပ်နေလဲဆိုတာကိုဆရာတို့ရေးရမှာပေါ့နော်အဲ့တော့ဒီမှာဆိုတော့ဒီ scroll တွေပြထားပါတယ် eat have lie play sit wait လို့ပြထားတယ်အဲ့တော့ picture 1ကကြတော့နော် she's eating an apple နော် picture 2ကဒီမှာ bus stop မှာနေနေရဆိုတော့ he for the verse ဆိုတော့ဘယ်ဖြစ်မယ်ထင်လဲဆိုတော့ wait ပေါ့နော် wait အဲ့တော့ဘယ်လိုရေးမလဲဆိုရင်he ဆိုတော့ is ပေါ့နော် he is ing ဆိုတော့ waiting ပေါ့နော် he is waiting for a bus okay they soccer တဲ့အဲ့တော့ play ဆိုတဲ့ဟာသုံးမယ် they ဆိုတော့ MSR တွေက plural ဆိုတော့ are သုံးမယ် they are playing soccer okay နောက်တစ်ခု number 4ကဲသူကကြောက်ရွံ့ကလဲနေတာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာယောက်ျားလေးပေါ့နော်ကြောက်ရွံ့ဆရာရ he ကိုသုံးလိုက်မယ်ပေါ့နော် he is ကဲသူကဘာသုံးလဲဆို lying ပေါ့နော် lying lying ကို lying ဆိုဆရာပေါင်းလိုက်မယ် he is lying on the floor picture 5ကြည့်မယ် picture 5ကကြာသူတို့က breakfast စားနေတာတဲ့အဲ့တော့လူတွေကအများကြီးပဲပေါ့နော်လူတွေအများကြီးဆိုတော့ဆရာသိချီဝင် they လို့ဆရာသုံးမယ်ပေါ့နော် they ဆိုတော့ are they are စားနေဆိုတော့ having နော် MSING so they are having breakfast နောက်ဆုံးပုံငယ်ရှိတော့ဒီမှာကောင်မလေးတယောက်ကဒီ table မှာထိုင်နေရပေါ့နော်ဒီကောင်မလေးဆိုတော့ she ပေါ့နော် she သုံးလိုက်ပါမယ် she ဆိုတော့ yes နဲ့ she is sitting SITTING ပေါ့နော် T ကို double လုပ်မယ် she is sitting on the table okay အဲ့ဒါဒီဆရာတို့ form ပုံလေးတွေကိုကြည့်ပြီးတော့မှ form လေး present continuous form လေးတွေကိုပြောင်းပေးရဖြစ်ပါတယ် okay ကဲဒီမှာလည်း exercise တွေကြည့်ကြည့်မယ်အဲ့တော့ဒီမှာဆရာဘာလုပ်အောင်မလဲဆိုတော့ဆရာတို့က present continuous tense ကိုပြောင်းပေးရမယ်ပေါ့နော်ကဲဒီမှာပေးထားတဲ့စကားလုံးတွေကဘာလဲဆိုရင် build cook live stand stay swim take and walk ကဲအရာပေးထားတယ်ကဲဒါလေးကိုဆရာတို့က number 1 to 8ကိုကြည့်ပြရမယ်ပေါ့နော်ဖြည့်ပြရမယ် okay တော့ please be quiet I'm walking okay အလုံးလုံးနေတယ်ပေါ့နော်နောက်တစ်ခု question တဲ့ကျွန်ပင်ပါလေတဲ့ he's in the kitchen ဒီကမြို့ကြောင်လေးမှာ he ကဲမြို့ကြောင်လေးမှာဆိုရင်ဘာလို့မှာလဲဆိုတော့ဒီမှာ cooking ပေါ့နော်အဲ့မြို့ကြောင် cooking ဆိုတော့ဆရာတို့က he ဆိုတော့ is cooking လို့ရေးလိုက်မယ်နော် is cooking he is cooking and then you on my food I'm sorry and whenever လေဆိုတော့ဒီမှာချက်မလဲသူကမတ်တရမိမယ်ပေါ့နော် okay မတ်တရမိမယ်ဆိုတော့ you ဆိုတော့ are တဲ့မှာ you are standing on my foot နောက်တစ်ခုက look တဲ့ကြည်စမ်း somebody in the river ကဲမြစ်ထဲမှာဆိုတော့ရေကူးနေမှာပေါ့ somebody ဆိုတော့ဆရာ singular ပဲတယောက်ဆိုတာလေ singular ကြောင့်မို့ဆရာတို့က is နဲ့တွေ့မယ် somebody is swimming SUI double လုပ်ပေးရမယ်ပေါ့နော်သူက MMING swimming ဘာလဲဆိုတော့ဆောင်းနာဆရာအရှိမပြောခဲ့တဲ့အတိုင်းပဲပေါ့နော် နဲ့ရှေ့မှာ I ဆိုတဲ့ဒီvowel ရှိနေပေါ့နော်ဒါကြောင့်မလို့နောက်ဆုံးဒီ consonant ခုကို double လုပ်ပြီး ING ပေါင်းပေးရပါတယ် number 5 we are here on vacation we at a hotel on the beach ကဲ beach မှာရှိရဲ့ hotel မှာသူတို့ဘာလုပ်နေမှာလဲဆိုတော့တဲမှာပေါ့နော်အဲ့တော့ stay ပေါ့ we ဆိုတော့ plural ဖြစ်တယ်ဒါကြောင့် are we are staying we are staying at a hotel on the beach okay နောက်တစ်ခု number 6က where Sue တဲ့ Sue ပဲမှာလေ she or shower okay သူရေချိုးနေဆိုတော့ဒီထဲမှာဘာလို့သုံးပါလဲtaking ပေါ့နော် taking သုံးမယ်အဲ့တော့ she is taking a shower number 7 they any hotel downtown မှာရှိရ downtown ဆိုတာမြို့ရဲပေါ့နော်မြို့ရဲမှာရှိရ any hotel ကိုသူတို့ဘာလို့နေမှာလဲသူတို့သွားနေသူတို့စောင့်နေကြတယ်ပေါ့နော် they ဆိုတော့ okay အဲ့ဆို they
are building they are building okay နောက်တစ်ခု I now နဲ့ goodbye နဲ့ဘာပဲကြံနေလဲဆိုတော့ leave ပေါ့နော်ငါထွက်သွားတော့မယ်ပြောတာအဲဆို I'm ဆိုတော့ am နဲ့တမ I am LEAVING living E ကိုဖြုတ် ing ပေါင်းပေးရနော် living I am living now goodbye okay ကဲအဲ့တော့ form လေးရမယ်ထင်ပါတယ်နောက်တစ်ခုကြတော့ဆရာဘာလုပ်ရမလဲဆိုရင်ဒီမှာ picture လေးကိုကြည့်ပြီးတော့မှဆရာတို့ဒီဟာလေးတွေကိုဒီshe is ing ဒါမှမဟုတ်ရှင် she isn't ပေါ့နော်မဟုတ်ဘူးဆိုရင်ဆရာ isn't ဆိုရဲဒီ negative form သုံးပေးရမယ် okay ပထမတစ်ခုကြတော့ဒီမှာအမျိုးသမီးတယောက်ပေါ့နော်သူဘာလုပ်နေလဲဆိုရင်ဒီမှာ TV ကြည့်နေရပေါ့နော် TV ကြည့်နေတယ်စောက်တွေလည်းရှိရဒီမှာ piano လည်းရှိရအောက်ထုတ်လည်းဆောင်းထားတယ်နော် okay အဲ့တော့ကြည့်အောင် number 1က have dinner တဲ့ have dinner သူဘာမှမစားဘူးလေဒါကြောင့်မလို့ဆရာတော်က isn't ဆိုတဲ့ verb ကိုသုံးပေးရမယ်ပေါ့နော် negative form ကိုသုံးပေးရမယ်ဆိုတော့Jane isn't having dinner သူမစားဘူးအဲ့တော့သူဘာလုပ်နေလဲ watch TV တဲ့ TV ကြည့်နေရပေါ့နော်အဲ့တော့ she's watching TV TV ကြည့်နေတယ် on the floor တဲ့ floor မှာသူထိုင်နေရလားတဲ့ okay အဲ့တော့ floor မှာထိုင်နေရဆိုရင်တော့ yes ပေါ့နော်she is ပေါ့နော် wasn't isn't ပေါ့ okay တော့ကျမ်းမြေပေါ်မှာထိုင်နေရဆိုရင်တော့ she is sitting ပေါ့နော် she is sitting on the floor okay နောက်တစ်ခု number 4 read a book စာအုပ်ဖတ်နေလားစာအုပ်တဲ့အနားမှာတော့ရှိရေစာအုပ်တော့ဖတ်မနေဘူးအဲ့တော့ဆရာတို့ကshe မဟုတ်ဘူးဆိုတော့ isn't ပေါ့နော် she isn't reading a book အဲ့တော့ she isn't လည်းရတယ် she's not လည်းရတယ်နော်ဘုကဆုံးမှန်ပါတယ်Number 5က play the piano နဲ့ piano တူမတီးဘူးပေါ့နော်အဲ့တော့ဆရာတော်က isn't ပေါ့နော် she isn't play ဆိုတော့ playing နော် MSING the piano okay laugh ကဲရီရတဲ့အဲ့တော့ရီနေရဟုတ်ပြီအဲ့တော့ she is laughing okay ရီနေပါတယ် and then number 7 wear a hat အောက်ထုတ်ဆောင်နေစောင်းထားတယ်နော်အဲ့တော့ဆရာတော်ကရေးမယ် she is wearing a hat number 8 drink coffee drink coffee သူမတောက်ဘူးနော်မတောက်ဘူးဆိုတော့ဆရာတော်က negative ပြောင်းမယ် she isn't drinking coffee okay ကဲဒါဆရာဒီပုံလေးကိုကြည့်ပြီးတော့မှ positive sentence တွေ negative sentences တွေကိုဆရာရေးတာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုတော့ဆရာတို့ကဒီမှာကိုယ့်အတွက်အခုဖြစ်နေတဲ့အကြောင်းအရာလေးကိုရေးခိုင်းတာပေါ့နော်အဲ့တော့ဒီဟာလေးတွေကိုဒီ MS Amplify-ing ကိုသုံးပြီးတော့မှဒီ sentence လေးတွေကိုဆရာတို့သုံးလို့ဒီလုပ်ကြည့်လို့ရပါတယ်နော်ဒါလေးကိုလုပ်ထားပေးပါ